လူမိုက်တတိုက်ကမျိုးသမီးရဲ့ဆိုင်ရှိကိုရုတ်တရက်ရောက်လာကြပါတယ်အစပထမမှာတော့ထမင်းလာစားကြတယ်လို့ထင်ခဲ့ပေမဲ့သူတို့ကစပွဲမှာမထိုင်ပဲသူမရဲ့ဈေးရောက်ခွင့်လိုင်စင်စာရွက်ကိုယူပြီးဆွဲဖြတ်ပစ်လိုက်ပါတယ်အမျိုးသမီးကသူတို့ကိုချက်ချင်းတောင်းပန်ခိုင်းပေမဲ့သူတို့ကဂယုမဆိုင်တဲ့အပြင်ဆိုင်ကိုပါရိုက်ခွဲဖျက်ဆီးဖို့ကြိုးစားကြပါတယ်အဲ့ဒီအချိန်မှာပဲဇိမ်ခံကားတဒါဇင်လောက်ဆိုင်ရှိကိုထိုးဆိုင်လာပါတယ်ကားပေါ်ကနေချမ်းသာကြွယ်ဝပုံရတဲ့တထေးကြီး၃ယောက်ဆင်းလာကြပါတယ်ဒါကိုမြင်တော့လူမိုက်တွေဟာကြောက်လန့်တကြားဒူးထောက်ချလိုက်ပြီးအဆက်မပြတ်တောင်းပန်ကြပါတော့တယ်တထေးကြီးတွေကသူတို့ကိုလုံးဝဂယုမဆိုင်ပါဘူးသူတို့ရဲ့မိုင်းရိုင်းမှုအတွက်ပညာပေးဖို့ပြင်လိုက်တဲ့အချိန်မှာအမျိုးသမီးကချက်ချင်းတားဆီးလိုက်ပါတယ်ဒါကြောင့်လူမိုက်တွေလည်းအမြန်ဆုံးထွက်ပြေးလွတ်မြောက်သွားကြပါတယ်တကယ်တမ်းကျတော့ဒီအမျိုးသမီးဟာတာမန်ဈေးတယ်မဟုတ်ပဲတထေးကြီးရဲ့သမီးရင်းဖြစ်နေတာပါနိုင်ငံခြားကနေပြန်ရောက်ကြတဲ့ကဂုံတွေငွေတွေလူပွဲနဲ့ဝေးရမှာနေကျင်တာကြောင့်နာမည်ဝက်နဲ့ရုပ်ဖြတ်နေထိုင်ခဲ့တာ9နှစ်တောင်ရှိပါပြီအဲ့ဒီအချိန်မှာဖခင်ဖြစ်သူတထေးကြီးလျှောက်လာပြီးမြေမလေးကိုမွေးနေ့လက်ဆောင်ကြိုးပေးခြင်းလို့လာခဲ့တာပါလို့ပြောပါတယ်ဒါပေမဲ့ဖခင်ရဲ့စိတ်ထဲမှာတခြားကိစ္စရှိနေမှန်းသမီးဖြစ်သူကရိပ်မိနေပါတယ်ဒါကြောင့်ဘာကိစ္စရှိလို့လဲဆိုပြီးမေးလိုက်တဲ့အခါဖခင်ကသူ့မှာချစ်သူတေးရနေပြီဖြစ်ကြောင်းသမီးစီကသဘောတူညီချက်လိုချင်ကြောင်းဖွင့်ပြောပါတယ်ဘာလို့လဲဆိုတော့ကွယ်လွန်သွားတဲ့မိခင်ကသမီးကိုကဘာပေါ်မှာအချစ်ဆုံးဖြစ်ခဲ့တာကြောင့်နောက်ယူမဲ့မိန်းမကိုသမီးကလက်မခံရင်သူ့စိတ်ထဲဘယ်တော့မှတက်တာရမှာမဟုတ်လို့ပါအမျိုးသမီးကသဘောတူလိုက်ပေမဲ့စီကံချက်တစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့မိထွေးလောင်းဟာစိတ်သဘောထားကောင်းမွန်ပြီးကိုကျင့်တရားကောင်းတဲ့သူဖြစ်ရမယ်ဆိုတာပါပဲဖခင်ကသူ့ချစ်သူဟာအရန်ကောင်းမွန်ကြောင်းချီးကျူးပြောဆိုပါတယ်။ဒါကြောင့်နောက်ထပ်2ရက်နေရင်မိသားစုညစာစားပွဲကျင်းပမယ်လို့လူသိရှင်ကြားကြေညာလိုက်ပါတယ်။ဒါပေမဲ့သူ့ချစ်သူရဲ့ဇက်ရုံမှန်ကိုမကြခင်မြင်တွေ့ရတော့မယ်ဆိုတာသူမသိရှာပါဘူး။နောက်တစ်နေ့မှာအမျိုးသမီးကခင်မွန်းတင်နဲ့အတူသမီးလေးရဲ့မွေးနေ့ပွဲကိုကျင်းပနေကြပါတယ်။ဖုံပြောပြီးဖုံးချလိုက်တဲ့အချိန်မှာပဲသမီးလေးကရုတ်တရက်တတိလေးမေ့မျောသွားပါတယ်အမျိုးသမီးကဖခင်ဖြစ်သူစီချက်ချင်းဖုန်းဆက်အကြောင်းကြားပါတယ်။တည်င်းကြချင်းမှာပဲတထေးကြီးကမြင်းမလေးကိုကူတာဖို့မြို့တော်ရဲ့အတော်ဆုံးဆရာဝန်တွေကိုစီစဉ်ပေးတယ်လို့ဆေးရုံသွားရလမ်းတစ်လျှောက်လုံးညင်ကြောပိတ်ဆို့မှုမရှိရအောင်ရှင်းလင်းခိုင်းလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲတထေးကြီးရဲ့ချစ်သူမိန်းမကစိန်ခံကားကိုမောင်းနှင်ရင်တငယ်ချင်းတွေကိုကြွားလုံးထုတ်နေပါတယ်။မနှက်ဖြန်မိသားစုညစာစားပွဲမှာသမီးဖြစ်သူရဲ့ထောက်ခံမှုကိုရတာနဲ့သူဟာတရားဝင်တထေးကတော့ဖြစ်လာတော့မှာပါလို့ပြောနေပါတယ်အမျိုးသမီးကဆေးရုံသွားလမ်းအလယ်မှာရှေ့ကစိန်ခံကားရက်တက်နေတာကိုမြင်တော့အချိန်မရှိတာနဲ့ကြော်တက်မောင်းနှင်သွားပါတယ်။ဒါကိုမြင်တော့ဟိုမိန်းမကဒေါသအိုးပောက်ကွဲပြီးနောက်ကနေအတင်းလိုက်ကကားကိုပိတ်ရက်ခိုင်းပါတယ်။သူ့ရဲ့စိန်ခံကားမှာချစ်ရထင်သွားတာကိုမြင်လိုက်ရတဲ့အခါဟိုမိန်းမကဒေါသကိုမထိန်ချုပ်နိုင်တော့ပဲအမျိုးသမီးကိုရိုင်းဆိုင်စွာရန်ရှာပါတော့တယ်။သူပြဿနာရှာနေတဲ့သူဟာသူဖားရမယ့်တထေးသမီးဆိုတာကိုမသိရှာပဲမကြခင်မှာကြီးလေးတဲ့တန်ကြေးကိုပေးဆက်ရတော့မယ်ဆိုတာသူမသိလိုက်ပါဘူး